အားလုံးပဲမင်္ဂလာပါဒီနေ့ reader emotion လေးတစ်ခုတက်လာတယ်ပေါ့နော်အိတ်တက်လာတဲ့ emotion လေးကို reader handle လုပ်လိုက်တဲ့ပုံစံကတော့သူတက်လာတဲ့အချိန်မှာတောက်လျှောက် reader စောင့်ကြည့်နေတယ်စောင့်ကြည့်နေတဲ့အချိန်မှာသူကလည်းဘလဘွားပဲမော့စီတက်ပဲတက်လာတယ်အိတ်တက်လာတဲ့ကိစ္စကတကယ်တော့လွန်ခဲ့တဲ့3နှစ်လောက်က relation ဆိုတာဟောပေါ့တငယ်ချင်းမိတ်ဆွေအလုပ်သဘောအရဆက်ဆံရေးပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်တဲ့ relation တစ်ခုအဲ့ relation တစ်ခုရဲ့နောက်ဆက်တွဲကိစ္စလေးတွေပေါ့နော်အဲ့ relation အဆင်မပြေဖြစ်သွားတယ်အဲ့အဆင်မပြေဖြစ်တာရဲ့နောက်ဆက်တွဲကိစ္စလေးတွေကို reader တော်တော်လေးအချိန်ယူပြီးတော့ကုစားထားတယ်တော်တော်လေးအချိန်ယူပြီးတော့လွှတ်ချထားတယ်ဒီလည်းမျိုးစုံနဲ့ပေါ့နော် reader လောက်တတ်တဲ့လောက်တည်တဲ့လောက်အားလုံးကိုသုံးပြီးတော့logi နီးနဲ့ရော logodra နီးနဲ့ရော reader ကိုကုစားခဲ့တယ်ပေါ့နော်အဲ့ကိစ္စကလည်း reader ရဲ့ life မှာတော်တော်ကြီးမားတဲ့ awakening တစ်ခုဖြစ်ခဲ့တယ်လုံးဝလမ်းကြောင်းပေါ်ကနေဆွဲချခံလိုက်ရတယ်ဆိုတဲ့ခံစားချက်မျိုးလုံးလက်စအလုပ်တွေအကုန်လုံးရက်သွားပြီးတော့ဒီအလုပ်တွေကိုငါနောက်တစ်ချိန်ထပ်လုပ်နိုင်ပါအောင်မလားဆိုတဲ့စိတ်မျိုးနဲ့ reader ဖြတ်သန်းခဲ့ရတဲ့ reader ရဲ့ dark night of the soul ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်တဲ့reflection လေးတွေတချို့လေး reader မှာပြန်လာတယ်ပြန်လာတဲ့အချိန်မှာပြန်လာတဲ့အရင်လာတဲ့ပုံစံနဲ့မတူဘူးဒီတစ်ခါလာတဲ့ပုံစံကတော့သူကတုံ့ပြန်လိုက်ပေါ့နော်တုံ့ပြန်လိုက်ကျိန်ဆဲလိုက်ဆိုးဆိုးဝါးဝါဖြစ်အောင်ဆူတောင်းလိုက်ဆိုတဲ့ပုံစံမျိုးတွေလာတာပေါ့နော်ဒါပေမဲ့ reader အဲ့ဒါတွေမလုပ်ပါဘူးအစောကြီးတည်းကလွန်ခဲ့တဲ့3နှစ်ထဲကတော့မလုပ်ခဲ့တဲ့ကိစ္စတွေကိုအခုဒီလိုအချိန်ဒီလိုအနေထားဒီလို energy နဲ့ခင်မေထိုက်ကပို့ပြီးတော့မှဒါမျိုးတွေကိုမလုပ်ဘူးဒါကတော့ကိုယ့်ကိုသိချတာပေါ့နော်အဲ့ဒါထားလိုက်ပါတော့အတူတူပြောလိုက်မယ်အဲ့ဒါနဲ့ reader တရားထိုင်တဲ့အချိန်မှလည်းလုံးဝမချူနိုင်လောက်အောင်ကိုမော့စီတက်တွေပေါ့နော်အဲ့ဒါတွေတက်လာတယ်တက်လာ reader တရားမိနစ်ပြည့်သွားတော့တရားဖြုတ်ပြီးတော့surrender လုပ်လိုက်တယ်ပေါ့နော် reader ရဲ့ surrender လုပ်တဲ့နေရာဘာလဲဆိုတော့ reader သွားအိတ်လိုက်တယ်အိတ်လို့မပြောဘူး reader ရဲ့စိတ်ကလေးတစ်စိတ်က reader အိတ်ရတယ်မှာသွားလှည့်လိုက်တယ်လှည့်ပြီးတော့အားလုံးကို short ချလိုက်တယ် short ချပြီး reader ရဲ့စိတ်ကလေးတစ်စိတ်ကပေါ်နေတဲ့အရာလေးတွေကိုကြည့်ရဆိုယုံလေးပဲနောက်ကလေးတလန်းဆုပ်ပြီးတော့ပေါ်သမျှအရာတွေအားလုံးကိုကြည့်တယ်ဘာမှဝင်လည်းမပြောဘူးဝင်လည်းမတွေးဘူးဟိုဟာဒီဟာသို့လောဘာအကြောင်းအရာကိုမှဝင်မလုပ်တော့ဘဲနဲ့ reader က breathing လေးကိုပဲလုပ်နေပြီးတော့လက်ကလေးကိုတော့ reader က sacral chakra ပေါ်မှာတင်ထားတယ်ပေါ့နော်တအိမ်စီးအိမ်နေရာလေးပေါ်မှာလက်ကလေးကိုတင်ထားပြီးတော့ကိုယ့်အကို self healing ပေးတာပေါ့နော်ဆိုတော့ emotion တွေ block ဖြစ်နေတဲ့အရာတွေအဲ့နေရာမှာဖြစ်တယ်ပြီးတော့အထူးသဖြင့် cancer season လည်းဖြစ်တယ်ဆိုတော့ရေနဲ့ပတ်သက်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့် reader ကအဲ့ sacral chakra လေးကို self healing လေးပေးရင်းနဲ့အဲ့စိတ်ကလေးကိုဒီတိုင်းလေးပဲစိတ်ကြိုက်ပြီးပြောထားလိုက်တယ်သူပြတဲ့အရာလေးကိုဒီတိုင်းအသာလေးပဲကြည့်နေလိုက်တယ်ပေါ့နော်reader ထင်တာတော့10မိနစ်သို့မဟုတ်15မိနစ်လောက်တော့ကြာမယ်ထင်တယ်အဲ့ဒီ reader အဲ့ရပေါ်မှာလှည့်ပြီးတော့ကိုယ့်ကို self healing ပေးနေတဲ့ process လေးอ่ะနောက်တော့ reader တစ်ချက်အိပ်ပျော်သွားတယ်ထင်တယ်မှီးကနေအိပ်ပျော်ပြီးတော့ပြန်နိုးလာတဲ့အချိန်မှာခုနကအဲ့ bossy မွာစီတွေအားလုံးကပျောက်သွားတယ်မရှိတော့ဘူး reader အမြဲတမ်းယုံကြည်ထားတဲ့သဘောတရားတစ်ခုရှိတယ်ဒီ healing မှာပေါ့နော် emotion တွေနဲ့ပတ်သက်ပြီးတော့ရောဒီ healing ဘိုင်းမှာရော reader တို့ရဲ့စိတ်မှာအမြဲတမ်းပြန်ပြတဲ့ကိစ္စတွေရှိတယ်ဘလောက်ပဲ heal ဖြစ်သွားပါပြီဘလောက်ပဲဒီကိစ္စတွေကိုကိုကကောင်းကောင်းကင်တွယ်ပြီးတော့ဆွန့်လွတ်ခဲ့ပါပြီဖြတ်ချခဲ့ပါပြီလို့ပြော reader တို့ကဘာနဲ့တူလဲဆိုတော့ရေကန်ထဲကိုကျသွားတဲ့ကြောက်တုံးလေးရေကန်ထဲကို reader တို့ကကြောက်တုံးလေးတစ်လုံးပစ်ချလိုက်တယ်ပေါ့နော်အဲ့ကြောက်တုံးလေးကအရင်ဆုံးရေမျက်နှာပြင်နဲ့စပြီးတော့ထိတယ်စပြီးတော့ထိတဲ့အချိန်မှာသူ့ရဲ့ထွက်လာတဲ့ wave လေးတွေကအပြင်းဆုံးပဲသူရေထဲကိုကျသွားတဲ့တောက်လျှောက်မှာလဲသူက wave လေးတွေတောက်လျှောက်ဖြစ်နေတယ်သူနောက်ဆုံးရေကန်ရဲ့ကြမ်းပြင်ကိုရောက်သွားတဲ့အထိ wave လေးတွေကဖြစ်နေတော့မယ်အဲ့လိုပဲ reader တို့ကလည်း process အစအချိန်မှာ reader တို့ခန်းစားမှုအမြင့်ဆုံးနဲ့အလုပ်ဆုံးအချိန်အနေထားနေပြီးတော့ဟိုးနောက်ဆုံးသူကရေကန်ထဲမှာခဲလုံးလေးအဖြစ်ရှိနေတာလေးဟိုးအတွင်းထဲရောက်သွားလေသူ့ရဲ့ wave တွေကအချိန်နှေးသွားလေပဲပေါ့နော်အဲ့တော့ reader တို့ကပြန်တက်လာတယ်ဆိုကိစ္စ healing handle လုပ်ပြီးသားကိစ္စတွေ heal ဖြစ်ပြီးသားကိစ္စတွေကတခါတရံမှာလည်းအချိန်မသေးသေးတဲ့အချိန်ကျအထူးသဖြင့်ဒီလိုမျိုး
နက်ခတ်ပေါ့နော်ဒီလိုမျိုးယာတီကွင်အနေထားမျိုးတွေမှာသူက flashback အနေနဲ့ပြင်ပြရတယ်အဲ့ဒါပြင်ပြတာတွေဟာဖလို့မချနိုင်သေးလို့မဟုတ်ဘူးနောက်ဆုံးအနေနဲ့ Ria အဲ့ဒါနောက်ဆုံးအနေနဲ့လာနှုတ်ဆက်တယ်ဆိုတော့အသုံးနှုန်းမျိုးသုံးတယ်နောက်ဆုံးအနေနဲ့ကိုကိုလာပြန်နှုတ်ဆက်တာအဲ့အချိန်မှာကိုကဘလို့ကြိုးဆိုလိုက်လေဟာဟုတ်တာပေါ့ကြည်စမ်းလှုပ်ကြတာပြန်လှုပ်မယ်ဆိုပြီးတော့ကိုကပေါင်းလိုက်တာလားဒါမှမဟုတ်ရင်ဒီလိုပဲဖြစ်ပေါ်တတ်တဲ့သဘောတရားတစ်ခုပဲပေါ်လာတယ်ပြီးရင်ပျောက်သွားမှာပဲဆိုပြီးတော့ပဲကြည့်ရနေရကနေပဲနေလိုက်တာလားအဲ့ဒီပုံမူတည်ပြီးတော့အဲ့ကိစ္စကအဲ့ဒီ wave တွေအဲ့ frequency တွေကကိုယ့်ရဲ့ life မှာနောက်ထပ်တစ်ချိန်ပြန်ပြီးတော့ကိုယ့်ကိုလှုပ်ခါအောင်မလားဆိုတာကအဲ့ pattern လေးကိုဖြတ်တောက်တဲ့နေရာလေးပေါ်မှာပဲစကားပြောတယ်အဲ့ point လေးကအရေးအကြီးဆုံးပဲအဲ့ဒါနဲ့ပြီးတာအဲ့ရတဲ့ကနေထလာတယ်ထလာပြီးတော့ spread လေးတစ်ခုခင်းလိုက်တာပေါ့နော် spread လေးတစ်ခုခင်းပြီးတော့ Rita ပြီးခုနဖြစ်သွားတဲ့ကိစ္စကို Rita flashback Oracle နဲ့ flashback လေးပြန်ဖတ်ကြည့်တာပေါ့နော်ပြန်ဖတ်ကြည့်တော့သူပြတဲ့အရာလေးတွေရှိတယ်ဒါက Rita ရဲ့လက်ရှိအနေထား Rita လှုပ်ဖို့ဒါနဲ့ပတ်သက်ပြီးတော့ Rita ဘာလှုပ်လို့ရလဲဘာလှုပ်လို့ရသေးလဲဆိုတဲ့အရာအတွက်ကိုသူက Rita ကိုအကြံလေးပြီးတယ်Rita ပြီးလို့ရှိရင်တော့ritual ဒီ fire ritual ပေါ့နော်ရေးပြီးတော့မီးရှို့တာထမမဟုတ်လို့ရှိရင်နောက်တစ်ခုက Rita စဉ်းစားထားတာရှိတယ် Rita စားရည်ချိုးမယ်စားရည်ခြေထောက်စိမ့်မယ်လို့စဉ်းစားထားတာလည်းရှိတယ်ပြီးလို့ရှိရင်တော့ဘာလုပ်ရမှာလဲဆိုတော့ဘာမှစဉ်းစားနေစရာမလိုနားလိုက်ဖို့ပြရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါတွေကအတိတ်ကာလကပြပြခဲ့တဲ့ကိစ္စတွေမှုလို့ဆိုတော့ तू ကနောက်ဆုံးမှာတော့ Rita ရဲ့အနှစ်သက်ဆုံးကဘာလဲဆိုတော့ကိုယ့်ရဲ့ inner peace နဲ့ပဲကိုနေထိုင်ဖို့အတွက်ဒီလိုမျိုး Rita ရေစိမ်ဖို့စဉ်းစားထားတယ်ဆိုတော့ဒါလေးက Rita ကတ်တွေကိုဘယ်လိုသုံးလဲ Rita ရဲ့စိတ်နဲ့ကတ်တွေနဲ့ဘယ်လိုချိတ်ဆက်ပြီးတော့သုံးကတ်တွေကို Rita က energy ချိတ်ပြီးတော့ဖတ်တယ်လို့ဘာလို့ဆိုတာတွေဒီလိုမျိုးတွေ Rita သုံးတယ်ပေါ့နော် Rita ကအနာဂတ်ကိုအာယုံစိုက်ပြီးတော့ပြောတဲ့အရာမျိုးတွေထက်ကိုသွားနေတဲ့လမ်းကြောင်းမှာကတ်တွေကကိုယ့်ကို reflection အဖြစ်သို့မဟုတ်ကိုယ့်ရဲ့complex အဖြစ်ကိုယ့်ရဲ့မြေပုံအဖြစ် Rita ကအဲ့လိုမျိုးသုံးပြီးတော့သွားတာပါအဲ့တော့တချို့ question လေးတွေဘာလဲဘယ်လိုပြောရမလဲအရန်ဟို future ကိုအရန်လာပြီးတော့မီးနေတဲ့ question မျိုးလေးတွေဆိုရင် Rita ပြန်မဖြေဖြစ်တာကိုလည်းဘယ်လိုမှစိတ်ထဲသဘောမထားပါနဲ့ Rita ရဲ့ reading သွားတဲ့ပုံစံကိုကဒီလိုမျိုး Rita သွားတာဖြစ်ပါတယ်အဲ့ဒီအကြောင်းလေးပြောရင်းနဲ့ Rita ရဲ့ self reflection oracle reading လေးကိုဗီဒီယိုလေးရိုက်ထားဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် follow လုပ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ် oracle reading လေးတွေလည်း collective အတွက်ဖတ်ပြပါအောင်မယ်နော် bye bye